ကဲ့ကိုင်္ဂလာပါ ဟုတ်ကဲ့ပါဗျာ ဟုတ်မိခလေးနည်းနည်းမေးလို့ရမလားရှင့် ဟုတ်ကဲ့ပါ ဟုတ်ဒီနေ့မှာပေါ့နော်ရှင်ပြန်ကစားတဲ့ခါမှာအကိုတို့ဒီရဲ့ပြိုင်ပွဲမတိုင်ခင်ကလေးကနောက်ွယ်မှာလေ့ကျင့်ပြင်ဆင်တဲ့ခါမှာဘယ်လိုမျိုးစူးစမ်းအထောက်မှုတွေနဲ့လေ့ကျင့်ပြင်ဆင်ခဲ့လဲဆိုတော့ကိုကျေးဇူးပြုအနေငယ်ဝင်မြပေးပါဦး ဟိုကျွန်တော်တို့ဟာဒီချင်းမှုကတော့ဒီတိုင်းညနေခင်းဆို training ပေါ့ပါပညာပေါ့မျိုး training ပညာရှိတယ်ကြားတယ်ချိန်ပွဲပညာတော့ရှိရပါ ဟုတ်ကဲ့ပါအကိုတို့ဒီပြိုင်ပွဲကိုဝင်ပြိုင်တဲ့ခါမှာပေါ့နော်ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီးဒီပွဲစဉ်တစ်လျှောက်မှာပေါ့နော်တဖြည်းဖြည်းနဲ့အရှိန်တက်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့အကိုတို့အသင်းအနေနဲ့ဖြစ်ဖြစ်တိတ်ကူတယောက်ချင်းစီအနေနဲ့ဖြစ်ဖြစ်အကိုတို့ရဲ့စိတ်ပိုင်းဆိုင်ရာရောဒီရဲ့ခန္ဓာပိုင်းဆိုင်ရာမှာပေါ့ဘယ်လိုမျိုးစူးစမ်းပြီးတော့မှအားဖြည့်သွားမလဲဆိုတော့လေဘယ်လိုမျိုးဆက်ပြီးတော့မှပြင်ဆင်သွားမလဲဘယ်လောက်ထိမျှော်လင့်ထားလဲဆိုတာကိုလည်းပြောပြပေးပါဦး ဟုတ်ကျွန်တော်ကတော့အားလုံးကတော့ဟောဖြစ်ပါတယ်မျိုးကစားနိုင်တဲ့ကစားသမားလေးနဲ့စုကားဆိုတော့လူကြီးလူငယ်လူလက်သုံးမျိုးစုကားဆိုတော့နည်းနေထားတစ်ခုလို့ရောက်မယ်လို့မျှော်လင့်ပါတယ်ဗျ အကောင်းဆုံးတော့ကြိုးစားနေပါတယ်ဟုတ် ဟုတ်ကဲ့ပါထပ်ပြီးတော့ပေါ့နော်ဒီနေ့ရှင်ပြန်ကစားတဲ့ခါမှာတစ်ဖက်အသင်းကိုရောသူတို့ကစားသွားတဲ့အပေါ်မှာရောအကိုတို့အနေနဲ့ဘယ်လိုမျိုးသုံးသပ်မိလဲပြပြပေးပါဦး ဟုတ်ဒီဘက်တင်လဲကောင်းပါတယ်ဗျသူတို့ကနည်းမျိုးအသက်ကြီးဘိုင်းနည်းများတော့ကြတော့နည်းကျွန်တော်လူငယ်နဲ့ကစားကြနည်းကောင်းပါတယ်တို့လည်းတင်ဖို့တော်တော်လေးကောင်းပါတယ်ဗျဟုတ် ဟုတ်ကျေးဇူးပါဗျာ ဟုတ်ကဲ့ပါဖြေချပေးတဲ့ကြောင့်ကျေးဇူးများတင်ပါတယ် ဟုတ်ကဲ့ပါကျေးဇူးပါဗျာ ဟ